နော်ညက်ရချူပြတဲ့စာနဲ့ပြန်တော့တင်တယ်အမှန်တရားချပြမှာမချပြဘူးညက်ရချူတဲ့ဆိုတာလူလိန်လူညာတွေရဲ့အလုပ်ညက်ရချူပြတဲ့အလုပ်ကလူလိန်လူညာတွေရဲ့အလုပ်အောက်တန်းစားတွေရဲ့အလုပ်ငါတို့ရဲ့အလုပ်ကလူလိန်လူညာတခိုးထမြအာနာစင်အာနာယုကိုမောင်ထုတ်တိုက်ထုတ်ရိုက်သားရမယ်သူတို့တွေကိုရိုက်သားရမယ်အလုပ်နော်သူတို့စကားတရားနဲ့တရားမတူဘူးနော်ဒီမှာပြလို့စင်ရတာပရိဟိတနောက်ခံမရှိသူမို့မတရားလှုပ်ချင်ကြပါနဲ့တဲ့သူသာမလိမ်မညာဘူးဆိုရင်သူကြိမ်လေသူဖျားနဲ့သူကြိမ်လေမြေကြီးကင်ပြီးတော့ကြိမ်လေနိဖျားနဲ့နေဟုတ်လားဟမ်ဗုဒ္ဓဘာသာကိုမကိုးကွယ်ပဲနဲ့ဗုဒ္ဓဘာသာရဲ့တောက်တော်ရေကိုလာပြီးတော့တောက်ပြလို့စင်ဘယ်ဖျားကနေရောရေးယူမလဲမေးလို့ရဲ့နေကဗုဒ္ဓဘာသာရဲ့ဖျားသားမဟုတ်ဘူးနေကအစ္စလမ်ဘာသာရဲ့သားဖြစ်တယ်မမခွဲစားပြီးတော့ပြောတာမဟုတ်ဘူးနေပါပြလို့အဲ့လိုမျိုးလောက်တာလေဗုဒ္ဓဘာသာလူမျိုးတွေနေအရန်ကိုအထင်သေးတယ်နော်အရန်ကိုတင်သေးတယ်နော်မျက်ရည်ချူပြတိုင်းမှာမိကိုအမြဲတမ်းပဲတနာမယ်လို့ထင်တာလားချီးစားတာမဟုတ်ဘူးโอเคအခုငါပြောတာနိုင်ငံခြားလက်မဲကြီးတယောက်နဲ့အဲ့ဒီဗာလဲပုတုတယောက်ပဲနော်ကျန်တဲ့အစ္စလာမ်ဘန်ဒါလူမျိုးတွေမွတ်စလင်လူမျိုးတွေလားကလာလူမျိုးတွေမပါဘူးနော်ငါပြောတာဒီနှစ်ယောက်ပဲတခြားလူငါရောပြီးတော့မပြောဘူးဒီနှစ်ကောင်နဲ့ဒီကောင်နဲ့ဒီမပဲငါပြောတာโอเคနော်အဲ့ဒါစဉ်းစားပြီးတော့လုံးဝမရိုးသားဘူးပြီးတော့လဲပြီးတော့နော်သူပြောပြီနော်ပုတုကနောက်ခံမရှိဘူးစင်ရဲသားနော်ပုတုကိုတာပြောတယ်သူတထဲပါတယ်သူ့ဖေမေတွေတထဲပါတယ်သူ့ရဲ့မျိုးတွေအားလုံးတထဲတယ်သူဖုံးဆိုင်နေစီတယ်နော်အဲ့ဒါသူတို့စကားနှခွန်းကမတူတော့ဘူးနော်အဲ့ဒီဖွားကြီးကနော်အခုဘယ်လောက်ချမ်းသာပြီလဲဆိုတာအဖွားကြီးကစာတော့မှမတင်တော့ဘူး USA မှာအေးဆေးပဲသူထိုင်စားတော့တယ်အဲ့ဒီအလူငွေနဲ့အမြင့်ချူလိုက်လို့စင်တော့တော့ငိုပြလိုက်ဟုတ်လားသူများမြင့်ချီလို့စင်တော့ပါလိုက်သူများအလူခံလိုက်လို့စင်တော့လူလိုက်သူများလာတော့တနာခံလို့စင်တော့တနာပြီတို့ရဲ့ကိုပိုင်အောင်နောက်တွေစီတာပဲအာနာစင်အောက်ချုပ်နေတဲ့အချိန်မှာကိုမလိုက်ပါလို့စင်ကိုပဲခံရမှာနော်အဲ့ဒီနေ့မှသူလိုက်လွန်းတာသူ့ဘေးနားမှာပဲနေကောင်လဲ10ကောင်လောက်စီတယ်ဟုတ်ပြီးတော့သူဖွင့်ထားတဲ့ဒီပုတု face လဲသူတခါမှဝင်ကြည့်ဘူးတပတ်တခါပဲသူဝင်ကြည့်တယ်ဘာကိုတောင်းယူတာလဲဒါဟိုရွာသွားလိုက်ဒီရွာသွားလိုက်သူရဲ့ကင်မရာမဲသူ့ရိုက်ပြလိုက်နဲ့အဲ့ဒါလောက်လားမအေလို့တဲ့တော်ငွေစားလို့တတ်တယ်နော်တော်လောက်စားလို့တတ်တယ်နော်လူနာဆိုရင်လည်းသူတို့အတွက်အကျိုးစီးမှသူတို့အတွက် view တက်မှရွေးချယ်ပြီးတော့လုပ်တာနော်သူတို့အတွက်အကျိုးမရှိလို့ဆိုရင်လုံးဝမကူညီဘူးအစင်နပါစတဲ့ကိစ္စကိုပုတူအတန်းရှင်းတဘုံမှယူခြင်းမရှိဘူး40နဲ့6သိန်းနဲ့9000နဲ့ဘယ်လောက်တော့ပြီးရတယ်ဒါပေမဲ့အလူရှင်ကိုပုတူလုံးဝမပေးသေးဘူးဘာဖြစ်လို့လဲပြတေချာပြရသေးဘူးဟုတ်လားသူအလူစင်တွေကိုအလူစင်ငွေကိုပုတုလုံးဝမပေးသေးမနာထောင်တော့သူလိမ့်နေနော်မှာသူလိမ့်ကလိန်ကကြစ်ပြောတဲ့စကားနားထောင်လူတွေကလည်းထိထိရပြုံဟာဒီလူနာကောင်းစေခြင်းလို့ပဲဒီလူနာကောင်းအောင်ကုမယ်သူ့ရဲ့ပုံမှန်တိုင်းဖြစ်အောင်ပုတူကပြန်ကုမယ်ပြီးသွားရင်သူနေဖို့အိမ်လေးတစ်နှစ်စာတော့စီစဉ်ထားတယ်ဆိုတာနေဘဲအချိန်ကကြိုတင်ပြောထားလို့လေငါဖော်လိုက်မှအဲ့ဒီခွေးစကားတွေဘယ်လိုမျိုးစီစဉ်ပြီးတော့ပြောရမလဲဘယ်လိုမျိုးလိန်ရမလဲဆိုတာရောက်တိကိုမရှိတာမေးလို့ဘယ်ပရဟိတကအလူခံတဲ့အရေးပေါ်တဲ့ငွေတွေကဒီလူနာရဲ့အိမ်ကိုပြန်တော့စောက်ပေးမယ်ဒီလူနာကိုပြန်တော့လုပ်ပေးမယ်ဘယ်ပရဟိတမှမလုပ်ဘူးစင်အဲ့ဒါပရဟိတရဲ့အလုံးမဟုတ်ဘူးတိလားသူများနာမည်နဲ့အလူခံပြီးတော့ရလာတဲ့ငွေကိုသူကောင်းလာတဲ့အချိန်သူ့အိမ်ကိုစောက်ပေးမယ်ဆိုတာဘယ်ပရဟိတမှမလုပ်ဘူးအဲ့ဒါပရဟိတအလုံးမဟုတ်ဘူးပရဟိတအလောက်ကလူတယောက်ရဲ့နာမည်နဲ့အလူခံပြီးဆိုရင်အဲ့ဒီရတဲ့ငွေအလုံးကိုအဲ့ဒီလူကိုအကလုံးအားရတာအဲ့ဒီလူနာကိုအကလုံးပေးရတာကျန်တာကြတော့သူတို့စေးဖို့ပေးမလားသူတို့အိမ်တယ်တော့စောက်မလားသူတို့ဘာသာနဲ့သူတို့လောက်လိုက်မယ်နေရဘာတွေဖင်သွားရတာလဲအဲ့ဒါနေရလောက်လားမအေလို့တမိုးတွေတော့စံစီစာဒီပတ်သက်သိ40ကျော်ကြည့်စမ်းတမိုးတွင်လုံးစံစီစာတမိုးတွင်လုံးအဲ့ဒါပရိသတ်ရဲ့အလောက်လားနော်နေတော့တခိုးပါလို့သူများမိတဲ့အချိန်မှာအဲ့လိုမျိုးစောက်ချိုအဲ့လိုမျိုးခွေးစကားတွေပြောနေတာအဲ့လိုမျိုးကလိန်ကကြစ်စကားတွေပြောနေတာခွေးမသားတီတီကိုသူ့ကိုစနစ်တကျဆောင်ရွက်သွားပြီးမှာပေါ့နော်အဲ့လိုစီစဉ်ကားလေပတ်စံရုံဟုံးနေမယ်နဲ့ဟုံးနေဆိုလူမြင်ကောင်းဟုံးနေဆိုပေးလိုက်လို့ဆိုဘာဖြစ်သွားမလဲဒီပတ်စံသိမှုပါဝုန်းကနေဖြစ်သွားဘာဖြစ်သွားမလို့လဲဒီသူလူပေးတာသူ့အတွက်သူ့စီမှာရောက်လို့စင်ဘာပဲဖြစ်ပေါ့မအေလို့ရဲ့မဟုတ်လားပြေတို့ဒီသူလူထုလူပေးတဲ့ငွေကဒီလူရဲ့ငွေဒီအဖွားကြီးရဲ့ငွေဆိုရင်အဖွားကြီးကိုပေးလိုက်ပေါ့ဟုတ်လားအဖွားကြီးစေခပဲပေးအိမ်ပဲဝယ်ဘာပဲဝယ်သူ့ရဲ့ငွေလေနေနဲ့ဘာဆိုင်လို့လုံးနေမပေးဘူးနေကန်ထားမယ်နေနဲ့ဘာဆိုင်လို့တော့ဒါနေရဲ့ငွေလားမအေလို့ရဲ့
ဖေးတရားလိုမသာ စိတ်တက်နေတာပုတူကဆန်းနေလူတယောက်ရဲ့စိတ်တော့ငါဒီလူတင်လားမျိုးစိတ်တက်ဆန်းတယ်စိတ်တက်မအောင်မြင်လို့ပုတူကပတ်သက်ပုံပြီးမပေးသေးတာကြည့်လားအခုလိုကစိတ်တက်ကြတော့ဘလူလေးဆိုမျိုးဖြစ်မှာ ကျစံဟိုပြောဒီတော့နောက်တော့သူ့ဘေးနာကလူတွေလည်းဘာမှလည်းပြောမတတ်ဘူးအင်းဒါစပတ်သက်သေးလား အိမ်လေးနဲ့ငါရပေးတယ်တနည်းတော့သူနေတဲ့နေရာမှာဘယ်နေရာမှာနေကြည့်နေလူနာတခါလဲစေးအဲ့လူနာစေးကပေးစေးလို့မကောင်းတော့ပုတူကဒီမှာသူ့ဘောကိစ္စကိုဘာဖြစ်လို့အတန်မြန်ပြစ်တယ်နော်ရလဲလိန်တာကိုလေလိန်တာကိုတော်ပြီတို့အဲ့ဒါပဲပြီတို့လူလိန်တွေရဲ့မျက်နှာကိုမှမလာတော့ပြတာနော်လူလိန်ရဲ့မျက်နှာကိုမှမလာတော့ပြတာလိန်တာတွေအကွက်ပေါင်းများစွာနော်သူ့ရဲ့အမျိုးရောပတ်စံတွေစီးတယ်သူတောက်ခါရလို့စရင်သူ့ကိုထောက်ပံ့ပေးမဲ့လူအများကြီးပဲစီးတယ်တဲ့ဟိုဘက်ကပြန်ရေးလိုက်တဲ့အချိန်မှာပုတူကစင်ရသားပရိဟိတတယောက်စင်ရသားမျိုးနွယ်မှာလာတဲ့ပရိဟိတတယောက်တစ်ပေါက်နော်ဖာမချဘူးတဲ့ကြည့်လိုက်လေသူတို့ရဲ့မျက်နှာတယောက်နော်ဆေးချဖာချဘာနဲ့စားလဲပုတူလောက်တာပုတူပဲလောက်နိုင်တယ်တဲ့အောင်မလေးပုတူပဲလောက်နိုင်တယ်တဲ့နေတာတကယ်လောက်လို့စရင်နှစ်ရက်ရောက်အောင်ကျွဲရောက်မပဘူးဝဲရောက်မပဘူးမျက်နှာကလည်းဝါတော့ပုတူစချင်းတော်လိုက်ဗလဲစချင်းသူပရိုက်တာဖြစ်တဲ့အချိန်မှာပပေလေးအခုဆိုရင်ဝါလာတာချင်းဘလောက်ဘီယာတွေခဏသားတော့လေပြီးတော့အဲ့ဒီလိုင်းတာယာဖွဲ့နဲ့သူတော့တွေးလိုက်ဘီယာတွေတောက်လိုက်အဲ့ဒီနွားခဏလောက်တယ်အဲ့ဒီစစ်သားရမိသားစုနဲ့တော့ပေါင်းခင်နေကြတယ်အောင်မလေးသွားစားလိုက်မေလို့အဲ့ကြောင့်စစ်သားဆယ်လီမီဒီယာတွေဆိုရင်သူ့ကိုခဏဆက်သွဲခွဲကြံလောက်တော့မယ်ဆိုရင်တို့စကားပြောကြပြီးဘယ်လူနာတည်င်းကိုတင်ပြီးတော့နာမည်ကြော်မလဲတည်င်းဖုံးကွယ်မလဲဆိုတာစီစဉ်ပြီးအဲ့လိုမျိုးနော်အဲ့ဒီ asset ပက်ခံတဲ့အဖွားကြီးတော်မှစစ်သားမီဒီယာဆယ်လီ celebrity တည်င်းတာမြန်မာဆယ်လီလားမြန်မာဘာလဲမသိဘူးအဲ့ဒီအဖွားကြီးရဲ့တည်င်းကိုလည်းပြန်တင်တာပက်စုပဆက်ပဲပြီးတော့ဒီကောင်ကိုလည်း interview လုပ်တယ်နော်သူ့ရအကောင့်မှာ view အများကြီးပဲတက်တယ်လို့အဲ့ဒီစစ်သားမီဒီယာမှာလည်းအဲ့ဒီအဖွားကြီးရဲ့တည်င်းတော်တော်ဖြန့်တာငွေ45သိန်းပဲရတယ်တဲ့46သိန်းပဲရတယ်တဲ့နော်ပြီးတော့လူနာပျောက်သွားလို့ရှိရင်အိမ်ပါစောက်ပေးမယ်ဘာဟိုဘာလဲဟိုဟာဒီဟာဝယ်ပေးမယ်တဲ့ဟာအဲ့ဒါပရိဟိတရဲ့အလုပ်လားဘယ်ပရိဟိတရဲ့အလုပ်ကလူနာတယောက်ကဒုက္ခရောက်တယ်စေးဖို့လိုရတယ်အလူခံပြီးလို့ရှိရင်အလူငွေရလို့ရှိရင်လူနာကိုပေးကျန်တာလူနာကိုထိုက်ခဲ့ကိုခူးဆိုင်သွားဒီရတဲ့ငွေအသိန်း100လားအသိန်း200လားနော်နေ့ရက်ယောဂါကိုကုအောင်ဗလဲပျောက်တဲ့အထိနေကုतू ကပါလေ तू ကဟိုလူနာရဲ့အဖေမေလားလူနာရဲ့ကိုစောင်းနာရतू ပြောချင်တဲ့ပုံစံက तू ကလူနာရဲ့အဖေမေလူနာရဲ့မန်နေဂျာလူနာရဲ့ကိုစောင်းနာဟုတ်လားဟိုလူနာကပါလေလူနာကအခုမပြောက်သေးဘူးတဲ့2သိန်းပဲပေးမယ်တဲ့ပြီးတော့ तू ပြောက်တဲ့အချိန်မှာ तू အိမ်ကိုစောက်ပေးမယ် तू ကိုစောက်ကြည့်ပေးမယ် तू ကိုကြည့်စုရစောက်မယ် तू မရှိတဲ့အစားအစာတွေအဲ့လောက်ကြည့်စမ်းလိန်နာလေးပြီးတော့အဲ့ကြောင့်ဘောစောက်ချီစားတဲ့ဘောမတွေကြတော့သူခြူပြတဲ့မျက်ရည်နဲ့အဲ့ဒါပဲသူတို့ကကြည့်နေတာပေါ့နော်